89နှစ်မြောက်အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့ကိုဒီဇင်ဘာလ10ရက်ဒီကနေ့မှာနေပြည်တော်ရှိ MICC1 မှာမြန်မာနိုင်ငံအနေနဲ့လေလူအခွင့်အရေးကိုအလေးထားတဲ့အနေနဲ့ကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုသတင်းတောက်မတ်ဖြိုးပြေမောင်ကဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။နေ့စဉ်ဒီဇင်ဘာလ10ရက်နေ့မှာကြာရောက်တဲ့ပြည်ပဆိုင်ရာလူခွင့်ရေးတဲ့အခမ်းအနားကိုနေပြည်တော်ကောင်စီနဲ့မြေပြည်ပဆိုင်ရာကွန်ဗန်ရှင်းဘိုဌာနတက်မှာယခုနှစ်ပြည်ပဆိုင်ရာလူခွင့်ရေးနေ့အတွက်ကုလသမဂ္ဂရဲ့ဆောင်ပုဒ်ဖြစ်တဲ့ Our Everyday Essential ဖြင့်ကျင်းပပြုလုပ်ခဲ့ပါတယ်။ဒါပြည်ပဆိုင်ရာလူခွင့်ရေးနေ့ဆိုတော့လေကမ္ဘာပေါ်မှာဒီကမ္ဘာလူခွင့်ရေးကြီးညာစာတမ်းကြီးကိုကုလသမဂ္ဂအတည်ပြုတဲ့နေ့ပေါ့နော်။ဆိုတော့ကမ္ဘာလူခွင့်ရေးကြီးညာစာတမ်းမှာပါတဲ့အားလုံးနဲ့ဆိုင်တဲ့ဒီစံတွေပေါ့လူသားဂုဏ်သိက္ခာတွေရှိတယ်။နောက်တရားမျှတခြင်းတန်တူညီမျှခြင်းပေါ့နော်။ဒါရင်းနဲ့ပတ်သက်ပြီးတော့မှထပ်လောင်းပြီးတော့မှအတည်ပြုတဲ့သဘောကမ္ဘာလူခွင့်ရေးကြီးညာစာတမ်းကြီးအတည်ပြုတဲ့နေ့ကိုဂုဏ်ပြုတဲ့သဘောကမ္ဘာလူခွင့်ရေးကြီးညာစာတမ်းမှာပါတဲ့လူသားအားလုံးနဲ့ဆိုင်တဲ့စံတွေကိုရှေ့ဆက်ပြီးတော့မှပေါ့နော်ဆောင်ရွက်သွားမယ်ဆိုတဲ့တန်ဋ္ဌာန်ကိုပြတဲ့အနေနဲ့ဆောင်ရွက်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမျိုးသားလူခွင့်ရေးကော်မရှင်ကတော့ကော်မရှင်ဖွဲ့ပြီးတော့တိတ်များမကြမီမှာလည်းနှစ်စဉ်ကျင်းပါတယ်သို့တော့ဒီနိုင်ငံတော်အဆင့်အခမ်းအနားနဲ့ပေါ့နော်နိုင်ငံတော်ကအခုလိုမျိုးဒါကြီးမြင့်တာကတော့ဒီနေ့နဲ့ဆိုရင်တော့၄နှစ်ရှိသွားပြီရေးကြည့်တာပေါ့လူခွင့်ရေးရတော့ဘာလို့ဆိုတော့ကျွန်တော်တို့အားလုံးကလည်းလူသားတွေလေလူခွင့်ရေးဆိုတာကလူသားနဲ့လူခွင့်ရကျွန်တော်တို့ရဲ့မလွဲမရှောင်တာအမြဲတမ်းတည်တွေ့နေတာပဲအခုနှစ်ကုလသမဂ္ဂချမှတ်ထားတဲ့ဒါလူခွင့်ရေးနေ့ရဲ့ theme ရှိတယ်လေသူက Our Everyday Essentials ကျွန်တော်တို့လူတွေအားလုံးရဲ့နေ့စဉ်နေ့တိုင်းမှာမရှိမဖြစ်ပေါ့နော်အမြဲတမ်းတည်တွေ့နေရတဲ့လူအပ်နေတဲ့အရာလူခွင့်ရေးပဲပေါ့ဒီနှစ်ကကျွန်တော်ကဘာပေါ်မှာအခြေပြန့်ဆုံးနဲ့အများဆုံးလက်ခံတဲ့ဂျင်ညာစာတမ်းဆိုလို့ရှိရင်ဒီလူခွင့်ဂျင်ညာစာတမ်း89နှစ်ပြည့်ပါပြီခင်ဗျာကျွန်တော်တို့အဖွဲ့အစည်းကလည်းပဲလူခွင့်ရေးကိုအခြေခံပြီးတော့ကလေးတန်ငယ်အမျိုးသမီးတက်ကြီးတွေကိုမတန်ဆွမ်းတွေကိုကျွန်တော်ကနေပြီးတော့ဒီလိုမျိုး promotion လုပ်ပေးတဲ့ကာကွယ်ဆောက်ရှောက်ပေးတဲ့မြင့်တင်ပေးလို့ဒီခန်းသားကိုကျွန်တော်ဂုဏ်စွာနဲ့နှစ်တိုင်းတက်ရောက်ပါတယ်လူတိုင်းအယုတ်အလတ်မြတ်မီ၍ဘလို့ရဲ့ကွဲပြားခြားနားမှုအယူဆရှိပါစေဒါလူတိုင်းအတွက်မရှိမဖြစ်လိုအပ်ပါတယ်ဘယ်အခွင့်အရေးမဆိုကျွန်တော်ကနေပြီးတော့ကလေးတန်ငယ်လေးဖြစ်ချင်းဖြစ်မဲ့ကျွန်တော်က duty barrier လို့ခေါ်တဲ့အခွင့်အရေးကိုဖြည့်ဆည်းပေးရမယ်လို့တာဝန်ရှိတဲ့လူနဲ့ဖြည့်ဆည်းပေးမဲ့တာဝန်ရှိပါတယ်နိုင်ငံတော်ကနေလွှတ်တော်ကနေပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့ကလေးတန်ငယ်တွေကိုဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက်နိုင်ငံတော်ဆင်ငါကောပြည်သူလူထုဆင်ငါကောမိဘတိုင်းကောတက်တက်အားဆောင်ရွက်နေလည်းရှိပါတယ်ခင်ဗျသူကအပြုသဘောတက်ရောက်မှုရှိပါတယ်လူတိုင်းကိုအကျိုးပြုပါတယ်နံပါတ်2အချက်ကတော့သူဟာဆိုလို့ရှိရင်ကျွန်တော်ကဘယ်သူအယုတ်အလတ်မြတ်မြည်ဒီဥစ္စာကိုခြံလန့်ထားအောင်မရှိဘဲလုပ်ပေးပါတယ်နောက်တစ်ခုကတော့ဒီကနေ့တီးမြပြောမယ်ဆိုလို့ရှိရင်လူခွင့်ရေးကိုကျွန်တော်တို့တူးချင်းစီရနေပြီးတော့စတင်ပြီးတော့ကျင့်ကြံကြိုးပမ်းအားထုတ်ကျင့်သုံးနိုင်နေဆိုပြီးအနှစ်သာရပို့ပြီးလင်းလည်မှုရှိပါတယ်ဒီဥစ္စာကအယူဆတရားမဟုတ်ဘူးကျွန်တော်တို့လူတူးချင်းစီတိုင်းကနေတူကမှာဒီဥစ္စာကိုတန်ဖိုးထားကျင့်သုံးခြင်းအပြင်ပုံမူပြီးတော့ဒီလူကုန်သိက္ခာနဲ့ညီတဲ့အဖွဲ့အစည်းတစ်ခုလူမှုဖွဲ့စည်းတစ်ခုဖြစ်နိုင်တယ်လို့ကျွန်တော်ကအဲ့လိုယုံကြည်ပါတယ်ခင်ဗျာလူသားအလုံး၏အသက်ရှင်ခွင့်လွတ်လပ်ခွင့်လုံခြုံခွင့်စတဲ့အခြေခံအခွင့်အရေးများပါဝင်တဲ့ကမ္ဘာလူခွင့်ရေးကြီးညာစာတမ်းကို1948ခုနှစ်ဒီဇင်ဘာလ9ရက်နေ့ကထုတ်ပြန်ခဲ့ပြီးယင်းနေ့ကိုအပြည်ပြည်ဆိုင်ရာလူခွင့်ရေးနေ့အဖြစ်သတ်မှတ်ခဲ့ရာယနေ့တွင်89နှစ်ပြည့်မြောက်ခဲ့ပြီပဲဖြစ်ပါတယ်။ကျမဖြိုးပြေးမောင်ပါရှင်။